ရဲ့ဒီနဲ့ MG67 Crash ဆိုမှစတင်ထောင်းလိုက်ဖြစ်ပါတယ်စပေါ်အောင်တွေ့ရတယ်မသိတော့မကောင်းနင်းတော်ကြီးကွာနင်းတော်ဆိုတော့လည်းခက်ရှာတပင်တော့ရင်ခေါ်မှရမှာ Ruin Body ခွန်ကျွန်တော်တွေ့ရ Ruin Body ဟိုနောက်မှာ Ruin Body okay ဆိုတော့တားရိုင်ဆို2 stick ခရလိုက်ပါပြီကျွန်တော် wooden 2 stick ခရလိုက်မယ်ပြီး Ruin Body ပါမယ် let's go Ruin Body ကြီးပြီးသွားမယ်Ruin Body အကြီးပဲကွာဒီတုံးလေးဖြွဲတာတော့ထင်ရင်ရတယ်ဒါပေမဲ့ကျွန်တော်မှ diamond pick ကမရှိရောစေးနေတယ်ဖြစ်ပါ chest ထဲမှာပါရှိရော Oh my god ကိုရပဲ Oh my god ကျန်းလိုက်လားတရားလေးလူကအယူကမလို့ယူလိုက်တော့ချက်သွားမှရမို့လာဘထိသေးရောပြောတော့မဆုံးသေးဘူးလာဘရေလာဘဝတ်တေးရေကခွေမြန်ခွဲဟာဟိုကန်ကောင်းတော့လို့တော့ဟိုတေးတော့မှာ what the fuck ပိုက်စားတော့ဆိုရုံနေလိုက်တန်နေပါတယ်လို့ကဲရုံကတော်တိုက်ရခဲ့တယ်ကြည့်ဦးမနေ့ကတန်နေရမလေးရအောင်ကန်ကောင်းလို့ကျွန်တော်မှယုံနေတော့ယုံတက်ပြီးတော့ကျွန်တော်ရောတွေ့ခဲ့ပါတယ်ယူဟာဒီရောဟောနော်နင်းရောကွာတော့တောင်းနေနဲ့မှာစောက်တာတော့ဒီရောဟောနောက်မှကျွန်တော်ပစ္စည်းဝင်တော့သွားလိုက်ပါလို့ဆိုဒီမှာလည်းကျွန်တော်မလဲဆိုတော့ဒါနင်းရောမလို့ကျွန်တော်ရေမြေပြရဆိုအဆင်ပြေရကွာโอเคအော်မကူအကြီးတွေ့လိုက်ပါရဲ့ရွာလာမှာကူအကြီးရှိရတယ် Oh my god ကြီးပါကြီးကျွန်တော်ခုံစင်းရွာရဲ့ကြလာကြီးရွေးရေဆိုကူကြီးတော်ကြီးအဲကျွန်တော်လည်းကူမကြည့်နေတယ်ပစ္စည်းဆိုင်ပြန်ပွေးပါတယ် Plasma ကြီးတွေ့ပါတယ် Plasma ဘာလဲကျဲပါတယ်ကျဲတယ်ကျွန်တော် diamond တော်တော်ရပါရဲ့ကျွန်တော်အားလုံးနဲ့ item နဲ့ပါအာမလေးရပါလေမစိုးပါဘူးဒါတစ်ချောင်းရပါဟုတ်ရောရေးဖူးကမှရပါအာရင်ဖူးကမှတော့မဟုတ်ဘူးပါတယ် okay ပစ္စည်းမွေနေနဲ့မကြည့်အောင်ဗျာပစ္စည်းရှိရပေါ့နော်အိမ်ကနေပြီးတော့နင်းနဲ့ပိတ်နေတယ်ကျွန်တော်လည်းဖွင့်ပြီးတော့အဲ့ဒီကတော့ပိတ်နေတာတော့အဲ့ဒါကျွန်တော်ပစ္စည်းယူလိုက်ပါတယ်ကျောင်းခဏလေးမလို့ဆိုပြီးတော့အိတ်လိုက်ပါတယ်အိမ်မတော့ပြီးဆဲနေပြီလုံးဝမအိပ်ပါဘူးကြည့်တော့ဘလောင်းလိုက်တယ်ဘလို့ပဲကျွန်တော်ကြည့်လိုက်ဗျာအကြာကြီးပဲနေတာနော်ကျုံညတော့တာညနေရောက်တော့အဲ့ဒါကျွန်တော်လေးခုရလာပြီဆိုပြီးထက်နေလိုက်ပါတယ်အဲ့တော့အိတ်တော့မလို့လေဗျာအဲ့အိတ်လိုက်ပါတယ်မနက်ကနေကြိုးဆိုပါတယ်ကျွန်တော်တို့ရဲ့ညံတာရလက်ပါယူမှာပြန်ဝင်ရအောင်ပစ္စည်း plasmic ထက်တွေ့ပါတယ် plasmic ရှိတော့ရ plasmic ရှိတော့မယ်ကျွန်တော်တို့အိုးရောဆိုးပါ copper spear ရဲ့ကျွန်တော်တို့ item နဲ့ပြီး oxygen 9000ရအောင်ဘလို့ချမ်းရောမကြခင်နေတာလည်းတော့လို့ရတော့မှာ okay ဆိုရင်ပစ္စည်းမှာပြီးတော့နောက်ကျန်တဲ့ပစ္စည်းဆက်မှာပါတယ်လို့စီမွေပြီးတော့ကျွန်တော်ကြောက်တုံးလေးတူးမှုဆိုပြီးတော့အရှက် cobblestone နဲ့တော့တူပါတယ်ရှိမှာ cobblestone နဲ့အဲ့ဒါကြောက်တုံးလေးတူးပါတယ်ဗျာကြောက်တုံးတွေကတော့တည်ရတယ်မတူးကမှာပဲလေဘာတွေရကျွန်တော်တို့ diamond တွေရလဲကြောက်တုံးတွေအသုံးဝင်နေရချက်မလို့ကြောက်တုံးတွေတူးပါတယ်ဗျာအားလုံးချစ်ရတဲ့ကျေးဇူးမှန်တင်ပါတယ်နောက်ဗီဒီယိုရပြန်နေကြမယ်ဒါပေမဲ့ like နဲ့ subscribe လုပ်ခဲ့ပေးကြပါနော်ကျေးဇူးပြုလို့ပါကျွန်တော် subscribe နေရပြီးကျွန်တော်ရဲ့ face ကိုပြတာချစ်ပါတယ်အဲ့တော့ကျွန်တော် TikTok ကိုလည်းရှိပါတယ်အဲ့တော့ like လုပ်ပေးပါ TikTok ကိုလေးကို follow ပေးကြပါလို့ပြောချင်ပါတယ်အဲ့တော့ bye bye
အားလုံးပဲကျွန်တော်တို့ကြော်ညာဆက်တစ်ခုရှိပါတယ်ကျွန်တော်မှာ block fruit ရဲ့ကျွန်တော်တို့တည်ပါတယ် block fruit ကြီးတော်တည်ကြပါတယ်ကိုယ် avatar နေလေအဲ့ထဲမှာကျွန်တော်မှာ tiger fruit ရှိပါတယ် tiger fruit ကိုကျွန်တော်ရဲ့ subscribe 1k ပြည့်နေကြရေး giveaway ဖောက်ပြီးတော့ဖြစ်ပါတယ်အဲကြောင့် 1k တီးလုပ်ပေးကြပါ giveaway မှာပါတင်တဲ့လူရ subscribe လုပ်ပြီးပြီဆိုပြီးတော့ကောင်းမှရေးထားပါ subscribe လက်ကလုပ်ပါ subscribe လုပ်တာလို့ပဲပါလို့ရမှာဖြစ်ပြီးဒီ video like လုပ်ပေးပါပြီးဒီ video အဆုံးလေးကြီးဆက်ပေးကြပါပြီးတော့ကျွန်တော်တို့ရဲ့ giveaway ရလောအကြီးစားလုပ်မှာနော် 1k နော် please 1k လုပ်ပေးပါလုပ်ပါဒီမှာ subscribe ရမ်းလိုနေပါတယ်လို့ 1k ဒီစူးစမ်းကြမယ်နော် okay တရားကြီးသွားမယ် Goodbye